အခုပြထားတဲ့ order လေးကတော့ aquamarine ညပြလို့ခေါ်ပါတယ်ဆိုတော့ဒီ aquamarine လေးကတော့နှစ်ဆွဲလေးရယ် locket ရယ်လက်စွပ်ရယ်ပေါ့ဆိုတော့ aquamarine လေးအကြောင်းကို sharing လေးလုပ်ပေးချင်ပါတယ်ဆိုတော့ဒီ aquamarine ဒီကျမတို့အုပ်စုက viral အုပ်စုဝင်တာပေါ့နော်။ဘာနဲ့တူလဲလို့ပြောရင်ကျမတို့ emerald ဒါကြောင့်မလို့ဒီ emerald မှာရှိတဲ့ chemical composition နဲ့အခုဒီ aquamarine မှာရှိနေတဲ့ chemical composition တူတာကိုတွေ့ရမယ်။နောက်ပြီးတော့ကျမတို့ margin တွေပေါ့ hardness လို့ပြောတဲ့ margin 7.5 8.0 ဒီလိုမှာလည်း 7.5 8.0 ဆိုတော့ဒီ aquamarine လေးဒီသူ့ရဲ့ပေါ့အုပ်စုဝင်viral အုပ်စုဝင်ဖြစ်တဲ့အတွက်ကြောင့် margin တွေလည်းတူတယ်နောက်တစ်ခုကကျတော့ညနဲ့ကကျမတို့ chemical composition တွေတူတယ်ဆိုတော့ဒါကျမတို့ဒီ species ပေါ့နော်ဆိုတော့သူ့ရဲ့ species တွေနောက်ပြီးတော့ကြောက်တွေကိုလေ့လာမယ်ဆိုရင်နောက်တစ်ခုကကျတော့ varieties ပေါ့နော်ဆိုတော့ varieties တွေကိုလေ့လာလို့ရတယ်ဒီဟာကျတော့ဒီ aquamarine လေးရဲ့ color လေးကိုလည်းဆက်ပြီးတော့ပြောပြချင်တယ်ဆိုတော့ aquamarine မှာတော့သူကကျမတို့ပြာတဲ့ဘက်ကိုသွားတာနဲ့စိမ့်တဲ့ဘက်ကိုသွားတာပေါ့နော်ဆိုတော့ပြာတဲ့ဘက်ကိုသွားတယ်ဆိုလို့ရှိရင်တော့ပိုလှတာတွေ့ရတယ်ကာလာတန်းအရာအစည်းမြင်တာကိုတွေ့ရတယ်ဆိုတော့ကျမတို့ဒီအခုပြထားတဲ့ aquamarine လေးကတော့နည်းနည်းအပြာရောင်လေးတန်းနေနောက်တစ်ခုကကျတော့သူကပိုလှတာကတော့ clarity အရန်ကောင်းတယ်ပေါ့မြပြာမှာကျမတို့မြန်မာမြပြာပေါ့နော်မိုးကုတ် aquamarine တွေတော်တော်များမှာဆိုလို့ရှိရင်မြန်မာလိုခေါ်ရင်အစီပြစ်လေးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့သူရဲ့ဒီ inclusion လေးတွေရှိတာကိုတွေ့ရတယ်ဒါပေမဲ့အခုဒီပြထားတဲ့မြပြာလေးတွေကတော့တန့်စင်မှုအားတအားကောင်းတယ် clarity grading အရန်ကောင်းတယ်လို့ပြောလို့ရတယ် color တန်းအရာတော့သူကပြလက်လက်အရောင်လေးရှိတယ်ပေါ့နော်ဆိုတော့ဒီမြပြာလေးကိုတော့တစ်ချက်မတိုင်ခင် order ပေးထားတဲ့အတွက်ကြောင့်ဒီဟာလေးကတော့ order day လေးပါဆိုတော့ကျွန်မရဲ့ဒီ site မှာလာရောက်ဝယ်ယူတယ်ဆိုလို့ရှိရင်တော့ကြောက်အကြောင်းကိုလည်းတေချာစနစ်တကျဆွေးနွေးပေးတယ်လို့ကိုယ့်ရဲ့ budget အတိုင်းနဲ့အထူးစီမံပြုလုပ်ပေးပါတယ်ဆိုတော့ဒီ budget requirement အရာကိုနောက်တစ်ခုကကျတော့ဒီ design ဘိုင်းရောကိုလိုချင်တဲ့ကြောက်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ Golden Queen ကိုတက်လာခဲ့လို့ရပါတယ်